ကျမတို့ကတော်လန်ရေးကိုမယုံကြည်ဘူးကျမတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင့်NCA ကတော့လေဒီနိုင်ငံတကာအဖွဲ့အစည်းတွေလည်းပါတယ်ပြီးလို့ရှိရင်အားလုံးပါဝင်ပြီးတော့ရေးဆွဲပြီးတော့မှသဘောတူခဲ့ကြတာပေါ့နော်ဒါကိုပြန်ပြီးတော့မှအသက်သွင်းပြီးအကောင့်ထဲပေါ်ဖို့အတွက်အရှိန်ပိုရအောင်ပေါ့နော်ဒီခန်းတိုင်းကအရှိန်ပိုရသွားစေမယ်ပေါ့နော်အထူးသဖြင့်ရွေးကောက်ပွဲပြီးတဲ့အချိန်ပေါ့အရှိန်ပိုရသွားမယ်လို့ကျွန်မမျှော်လင့်ပါတယ်ရှင့်ဟုတ်ကဲ့လွတ်တော်တဲ့အားတို့ရောက်ရင်ဟောဒီ NCA အကောင့်ထဲပေါ်နိုင်မှုစူးစမ်းထားတာမျိုးပါတီရဲ့မူဝါဒမျိုးပဲရှိတာကျမတို့အနေနဲ့တော့ဒီငိမ့်ချမ်းရေးနဲ့အပြစ်ခတ်ရဆဲရေးကိုဒါပေါ့ရှင့်လုံးဝအုတ်တုံယုံကြည်တဲ့ပါတီဖြစ်ပါတယ်ကျမအရင်တော့လည်းပြောခဲ့ဘူးလေကျမတို့ကတော်လန်ရေးကိုမယုံကြည်ဘူးကျမတို့ကတိဆောက်ရေးကိုယုံကြည်တဲ့ပါတီဖြစ်ပါတယ်ရှင့်အဲ့ဒါဆိုတော့လေဆိုတော့နှစ်ခုပေါ့နော်လွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်တာပေါ့ဒါကလေဒါနိုင်ငံရေးဆွေးနွေးပွဲစပွဲဝိုင်းကိုလာပြီးဆွေးနွေးကြတာဆိုတော့ဒါလွှတ်တော်ပြင်ပဆွေးနွေးလို့ရတဲ့အချက်တွေသဘောတူညီချက်ရပြီဆိုရင်လွှတ်တော်ကိုပို့ပြီးတော့မှလွှတ်တော်မှာတရားဝင်ဖြစ်အောင်ပေါ့နော်လုပ်ပြီးတော့မှပြီးအကောင့်ထဲပေါ်တာဆက်လာမှာပေါ့ရှင်။နော်အခုပြောနေကြတာဘာလဲဆိုလို့ရှိရင်ဒီသဘောတူညီချက်တွေပေါ့နော်တရားလွယ်လွယ်ကူကူနဲ့သဘောတူညီနိုင်တာတွေမြန်ရနိုင်တာတွေကိုကျွန်တော်တို့ကဦးစားပေးပြီးတော့မှအကောင့်ထဲပေါ်လိုက်လို့ရှိရင်ပါဝင်သူတိုင်းအကုန်လုံးကယုံကြည်ချက်ပိုရှိလာမှာပေါ့ရှင်ဟုတ်ကဲ့အခုအမားတို့ပါတီကဒီနိုင်ငံလုံးအဆင့်အထိဝင်ပြိုင်တာဆိုတော့တိုင်းရင်းသား area တွေမှာကိုယ်စားလှယ်လောင်းရွေးတဲ့အချိန်မှာဒီတိုင်းရင်းသားတွေဦးစားပေးသလားဘလို့အဲ့ကိုယ်စားလှယ်လောင်းရွေးတဲ့မူဝါဒလေးကိုလည်းရှင်းပြပါဦးစားပေးပါတယ်ရှင်ကျမပေါ့နော်ကျမတို့စခေါ်တော့ကကျမတို့အချက်20နီးပါးရှိပေါ့နော်အဲ့အချက်20နီးပါးထဲမှာဘာပါလဲဆိုလို့ရှိရင်ကျမတို့ပါတီရဲ့မူဝါဒကိုလည်းယုံကြည်ပြီးတော့မှပါတီကနေပြီးတော့မှဒီအမျိုးသမီးရဲ့လူငယ်ရဲ့တိုင်းရင်းသားတွေရဲ့ကိုဦးစားပေးပြီးရွေးချယ်မယ်ဆိုတဲ့မူဝါဒကိုလက်ခံမှပဲရှောက်ပါဆိုတာမျိုးပေါ့နော်ကျမတို့ကအဲ့လိုတခါတည်းခေါ်တော့အဲ့လိုခေါ်တာဖြစ်ပါတယ်ရှင်ဖြစ်တော့အခုလည်းတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားတွေပဲအဓိကဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မကြခင်မှာကျွန်တော်တို့မဲဆွယ်စည်းရုံးရတော့မယ်ဒီခုလက်ရှိအခြေအနေမှာဘယ်လို challenge တွေရှိစိန်ခေါ်မှုတွေဘာတွေဖြစ်နိုင်စိန်ခေါ်မှုကတော့ကျမတို့2မျိုးပေါ့နော်တစ်မျိုးကတော့လုံခြုံရေးပါရှင့်လုံခြုံရေးကတော့ဒီနေ့အထိပေါ့နော်ဟိုလုံခြုံရေးရတတိထားနေရတော့ချိန်လေးဖြစ်ပါတယ်ရှင့်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ခီးသွားကြတော့မယ်ဆိုလို့ရှိရင်လုံခြုံရေးရစိန်ခေါ်မှုရှိတဲ့နေရာလဲကျမတို့သွားရင်သွားရမှာပေါ့နော်ဟိုလုံခြုံတဲ့နေရာပဲရွေးပြီးသွားလို့မရပါဘူးရှင့်အဲဒါကြောင့်လုံခြုံရေးကနံပါတ်1ပါနံပါတ်2ကတော့တခြားပါတီအတွက်တော့မသိဘူးကျမတို့ပါတီအတွက်နံပါတ်2ကတော့ကျမတို့ပါတီရဲ့ရန်ပုံငွေပါရှင့်ပါတီဘဏ္ဍာရေးချိန်တွေပေါ့နော်အဲ့ဒါကတော့ကျမတို့ကကိုယ်စားလှယ်တွေကိုတိတ်မထောက်ပံ့နိုင်ဘူးပေါ့နော်မထောက်ပံ့နိုင်ဘဲနဲ့ကိုယ်စားလှယ်တွေလည်းကိုထုကိုထနဲ့နောက်ပါတီလည်းကိုထုကိုထနဲ့တီထောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဘဏ္ဍာရေးရစိန်ခေါ်မှုရှိပါတယ်ရှင့်ဟုတ်ကဲ့ဒီကောသတ်မှတ်တဲ့ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးတဲ့ပမာဏသတ်မှတ်ထားတာရှိတယ်ပေါ့နော်မဲဆွယ်စည်းရုံးတဲ့ကအသုံးပြုတဲ့ငွေကိုကိုယ်စားလှယ်လောင်းတွေကဟိုတတ်နိုင်တဲ့လူလည်းပါမှာပေါ့မတတ်နိုင်တဲ့လူကြတော့ပါတီကဖြည့်ပြရကျမအဲ့လိုတော့ငွေလိုတော့မပန့်ဘူးပါအောင်ရှင့်ငွေလိုမပန့်ဘူးပဲနဲ့ကျမတို့ကဘာတွေလုပ်မှလဲဒီအောင်နိုင်ရေးမှာပေါ့နော်ဘာတွေလုပ်မှလဲဘယ်လောက်ကုန်မှလဲဘသူကဘယ်လောက်ထည့်ဝင်နိုင်တာလဲအဲ့လိုမျိုးနဲ့ကိုတတ်နိုင်တဲ့လောက်ပဲလုပ်ကြမှာဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်မဲစင်းတွေကတ်ထားပြီးနဲ့စိတ်ဝင်စားမှုကနေနေကြတယ်တချို့ဆိုရင်မဲမပေးဖို့ဒီပြောတာမျိုးတွေရှိတယ်ဒီပေါ်မှာဒီလိုလူမျိုးတွေကိုဘယ်လိုတိုက်တွန်းနေကျမမဲပေးတယ်မှာလေရှင့်မဲပေးတယ်ဆိုတာဒါရွေးကောက်ပွဲတွေရှိမှမဲပေးလို့ရတယ်ပြီးမဲပေးတယ်ဆိုတာနိုင်ငံသားတွေရဲ့အခွင့်အရေးလည်းဖြစ်တယ်လို့တာဝန်လည်းဖြစ်ပါတယ်ဖြစ်အထူးသဖြင့်တော့ဒီခုရွေးကောက်ပွဲပေါ့နော်အခုရွေးကောက်ပွဲကကျမတို့ဒီတပ်မတော်ကနေတာဝန်ယူထားတဲ့ကာလကနေပြီးတော့မှကျမတို့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်မဲ့ရွေးကောက်ပွဲဖြစ်လို့ပေါ့နော်ဟိုပြည်သူတရက်လုံးကနေပြီးတော့မှဒီပြည်သူတရက်လုံးကတက်ကြွနဲ့မဲပေးကြဖို့ပေါ့နော်အဲ့ဒါလေးကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်ငါတို့ဗာဒီလွတ်တော်တဲ့ရောက်မယ်ဆိုရင်ပြည်သူအတွက်ဘာတွေလုပ်ပေးမယ်လို့များဂိပေးနိုင်အဲ့ဒါကတော့စောသေးရရှင်ဘာဖြစ်လို့ဆိုအခုကရွေးကောက်ပွဲကာလရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာကျွန်မပြောခွင့်ရှိရပါတော့ပြောခွင့်ရှိတော့ကျွန်မတို့ကတော့ကျွန်မတို့နိုဝင်ဘာလ1ရက်နေ့လောက်ကြာလို့ရှိရင်ကျွန်မတို့ရဲ့ရွေးကောက်ပွဲချိန်ညာစာတမ်းကိုကျွန်မတို့ launch လုပ်ပြီးတော့မီဒီယာတွေလည်းဖိတ်မယ်ပြည်သူလူထုလည်းဖိတ်မယ်ပါတီဝင်တွေအမှုဆောင်တွေကိုယ်စားလှယ်လောင်းတွေပေါ့နော်အဲ့ဒါလေးကျွန်မတို့ဆောင်ရွက်ပါမယ်ရှင်အခုကတော့ကျွန်မတို့ပြည်3လုံးဆိုတော့လေပြည်3လုံးဆိုတော့ကျွန်မတို့ရဲ့
slogan ကလည်း P3 လုံးရွေးထားပါတယ်အဲ့ဒါတော့ people peace and prosperity ပေါ့နော် people ကတော့လူထုဘဝအဓိကပေါ့ရှင် peace and prosperity ကတော့ငြိမ်းချမ်းလုံခြုံစွာကြီးပွားကြပေါ့နော်ဆိုလို့ရှိရင်ပြည်သူလူထုတိုင်းငြိမ်းချမ်းလုံခြုံတဲ့ဒီပတ်ဝန်းကျင်မှာနေထိုင်ဖို့ထိုက်တန်တယ်နော်ပြည်သူလူထုတိုင်းကြီးပွားဖို့ထိုက်တန်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတွေနဲ့ပတ်သက်တဲ့မူဝါဒနဲ့လုပ်ငန်းလမ်းစဉ်တွေကိုကျမတို့ဒီနိုဝင်ဘာလ1ရက်နေ့ကျမှထုတ်ပြန်သွားမှာဖြစ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ် ကျေးဇူးပါရှင်ကျေးဇူး